လန်းဆက်ဝင်တေးတန်စဉ် သူတယောက်ကလေအများကကိုဂယုစိုက်တယ်နေရာပေးတယ်ဆိုလို့ရှိရင်ကျင်နဲ့တက်ကြတယ်တာယာတက်ကြတာကြီးပဲသူကကိုကိုင်းရစိတ်ဝင်စားနေလို့ နော်ငါနဲ့မဖြစ်မနေပတ်သက်မယ်အတိုင်းဝန်းထဲကမိန်းကလေးတယောက်ကယောက်ျားလေးနဲ့ပတ်သက်နာမည်ဆိုးထွက်နေအောင်ငါအဖြစ်မခံနိုင်တာကွာ ကျမဘက်ကတော့လေဘယ်ယောက်ျားလေးမှစပြီးမမြူဆွဲခဲ့ဘူးနော် မင်းတကယ်ချင်းလေးပြောတဲ့စကားတွေငါမင်းကိုပြန်ပြောပြရအောင် တခြားကောင်တွေကိုနင်လွယ်လွယ်နဲ့ထားခဲ့လို့ရရင်ရတင်ဆန်းဆိုတဲ့ငါ့အောင်နင်အဲ့လိုလုပ်လို့မရဘူး ယောက်ျားလေးကိုလှည့်စားတိတ်ပြောမနေနဲ့နော်အခုလိုအန်ရီယပြတဲ့ကောင်လက်ထဲကိုရောက်သွားမင်းတခါလဲပွဲပြီးသွားလိမ့်မယ် ယနေ့ညမဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်ဇလန်းဆက်ဝင်တေးတန်စဉ်